GN one position number 1 do re mi fa sol la ဒီနှုတ်ကိုဒီမှာဖြစ်ပါတယ်အဲ့တော့ G မှာဆိုရင်ကျွန်တော်တို့က G ကင်လိုက်ပြီ G ကင်လိုက်တဲ့အခါမှာ1ကျိုး5ကျိုး6ကျိုးအဲ့တော့သူ့ရဲ့6ကျိုး3ခွက်ကဒို5ကျိုးလွတ်မယ်ရေ5ကျိုး2ခွက်ကမီ5ကျိုး3ခွက်ကဖာအဲ့တော့4ကျိုးက4ကျိုးလွတ်တာကဆို4ကျိုး2ခွက်ကလာ4ကျိုး4ရကြတော့3ကျိုးလွတ်ကအဲ့ဒီပြန်တီးပြမယ်ဒီမှာ3ကျိုးလွတ်မှာဒိုနဲ့ဆိုနောက်အောက်တစ်ခုကရေဟုတ်ပြီနော်3ကျိုးလွတ်ကဒို3ကျိုး2ခွက်ကမီက2ကျိုးလွတ်မယ်မီ2ကျိုး1ခွက်က2ကျိုး3အခွက်ကဆို1ကျိုးလွတ်ကလာ1ကျိုး1ခွက်ကအဲ့တော့ပြန်တီးပြမယ်ဒီ3ကျိုးကနေစပြီးတီးမယ်အောက်ကနေပြန်တီးမယ်ဒီနေရာမှာဆိုကျွန်တော်လက်ညှိုးနဲ့ကင်မိသွားတယ်ပေါ့လက်ညှိုးနဲ့မကင်မဲနဲ့လက်ကလေးနဲ့တီးနိုင်ရင်ပိုကောင်းပါတယ်ဒီမှာ1 2 3 4ဒီ4ကွက်တီကိုသူ့နေရာနဲ့သူလက်တန်းလေးက4လက်သက်ကျွဲက3လက်ကလေးက2လက်ညှိုးက1ဆိုပြီးတီးနိုင်ရင်ပိုကောင်းပါတယ်အဲ့တော့ပြန်တီးပြမယ်ဆိုရင်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်ဒီကီးလေးတွေကိုသိထားပြီဆိုရင်ကျွန်တော်တို့ finger style တီးတဲ့နေရာမှာအရန်ကိုလွယ်ကူသွားပါ